မင်္ဂလာပါရှင်မဖြစ်နိုင်ဘူးဆိုတာတေချာပြီလားဆိုတဲ့ပေါ့ကက်အစီအစဉ်ရဲ့တတိယမြောက်အပိုင်းကနေနားဆင်သူပေါင်းကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာလည်းဖင်းမြရဲ့နာမည်ကြီးစာအုပ်ထဲကတတိယအခန်းဖြစ်တဲ့ကဘာကျော်တပ်ပုံဆရာမမာဂရက်ဘတ်စဝါရဲ့ဘဝဆက်ကြောင်းနဲ့တူမစီကနေကျမတို့ဘာတွေထပ်ပြီးတော့လေ့လာတင်ယူနိုင်မလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်မာဂရက်ဘတ်စဝါ1906-1981အမေရိကန်နိုင်ငံရဲ့တပ်ပုံဆရာမစာရေးဆရာမတဦးလည်းဖြစ်တဲ့တူမဟာလိုက်မဂဇင်းရဲ့ပထမဆုံးမျက်နှာဖုံဓာတ်ပုံရှင်အဖြစ်တာမကဓာတ်ပုံသတင်းထောက်တဦးအနေနဲ့နှစ်ပေါင်းများစွာကပါတလွားရှိစစ်ပွဲကြီးတွေအရေးအခင်းကြီးတွေစီကိုစွန့်စားတွားရောက်ပြီးဓာတ်ပုံရိုက်ကူးခြင်းတတိပေးပို့ခြင်းတွေပြုလုပ်ခဲ့တဲ့သူတစ်ယောက်ပါရုရှားတော်လှန်ရေးတွေအိန္ဒိယလွတ်လပ်ရေးကိုရီးယားစစ်ပွဲစတဲ့တမိုင်းဝင်အရေးကြီးကိစ္စမှန်သမျှတူမရောက်ရှိခဲ့တဲ့နေရာတွေကြီးပါပဲဒုတိယကမ္ဘာစစ်ပါဆိုရင်လည်းရေချမြေချကိုပထမအဆုံးပို့လို့ခံရတဲ့အမျိုးသမီးစစ်တေထောက်ဖြစ်လေမှတ်တမ်းဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပဲမာဂရက်ဘတ်စဝါရဲ့ဘဝကိုအဓိကအုတ်မြစ်ချပေးခဲ့တာကတူမရဲ့မိခင်ကိုယ်တိုင်ပဲဖြစ်တယ်တူမဟာငယ်စဉ်ကတည်းကအလွန်ကြောက်တတ်တဲ့သူပါမိခင်ဖြစ်သူကသူ့သမီးကိုတမင်တကာဂရုစိုက်ပြီးတက်တီးရှိလာအောင်လေ့ကျင့်ပေးခဲ့ပါတယ်အစောစောမမိတဲ့စကားထဲမှာမိခင်ပြောခဲ့တဲ့စကားကတော့သမီးဘာကိုကြောက်နေတယ်လဲအဲ့ဒီကြောက်တဲ့အရာစီကိုတွားပြီးမျက်နှာကိုစေးစေးကြည့်ပြီးရင်တခုခုထားလို့ဆိုတာပါပဲအမောင်ကြောက်တတ်တဲ့မာဂရက်အတွက်မိခင်ကညဘက်အိမ်အပြင်မှာကစားနည်းတစ်ခုကိုဖန်တီးပေးလိုက်တယ်။အိမ်ကိုနှစ်ယောက်အတူပတ်ပြေးရင်အမောင်နဲ့ရင်ဆိုင်ရတဲ့အခါမိခင်ရေခွင်နဲ့ပြေးဝင်ရတယ်။နောက်ပိုင်းမှာတော့တူမတယောက်တည်းအိမ်တစ်ပတ်လုံးပတ်ပြေးနိုင်ခဲ့တယ်။ဒီလိုနဲ့အမောင်ထုကိုတယောက်တည်းပျော်ပျော်ရွှင်ရွှင်နဲ့ရင်ဆိုင်တက်ယုံတာမကတကိုယ်တည်းနေရခြင်းကိုလည်းနှစ်သက်လာခဲ့ပါတယ်။တူမရဲ့ဘဝတစ်လျှောက်လုံးမှာကြောက်စိတ်ကိုရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေအများကြီးရှိခဲ့တယ်။တခါတလေညဘက်မှာအိမ်ထဲတခိုးဝင်နေထင်ပြီးနိုးလာတတ်တဲ့အခါတူမရဲ့အမကအောက်ထက်ဆင်းကြည့်ရအောင်လို့ပြောတတ်တယ်။အိမ်ပေါ်မှာငြိမ်ပြီးကြောက်နေမဲ့အစားအဲ့ဒီလိုလေးထားလုပ်လိုက်တဲ့အခါကြောက်စိတ်ကဘယ်ရောက်မှမသိပျောက်သွားတတ်တာကိုတူမတတိထားမိလာတယ်။အကယ်၍တခိုးတာတကယ်ရှိနေရင်အထိတ်လက်မရှိရင်ဆိုင်မိမှာပဲလို့မူချတူမပြောခဲ့ပူပါတယ်။တူမရဲ့အလုပ်တဘောတဘာဝအရာအမြဲလိုနေရအတစ်အဆန်းတွေတာရောက်နေရပြီးအသက်ဘေးအန္တရာယ်အနေနဲ့တခါတရံကြုံတွေ့ရတတ်တယ်။အဲ့လိုကြုံတွေ့လာတဲ့အခါမှာကြောက်စိတ်ကိုစေးစေးကြည့်ရဲရင်ဆိုင်ဘာမှအခြေမြင့်မရှိတဲ့ကြောက်စိတ်မျိုးဆိုရင်အဲ့ဒီလိုရင်ဆိုင်ကြည့်ရုံနဲ့လုံးဝအစပြောက်သွားလိမ့်မယ်တကယ်ကြောက်တိုက်တဲ့အရာပဲကိုတွေ့ရင်တော့တခုခုလို့အဲ့ဒီလို့တဲ့တခုခုကမကြောက်ရအောင်ကဲသွားလိမ့်မယ်ဆိုတဲ့မိခင်ရဲ့ဩဝါဒစကားတွေကတူမကိုတကယ်ထိထိရောက်ရောက်အထောက်အကူပေးခဲ့ပါတယ်ပထမဆုံးကောင်းကင်ဓာတ်ပုံရိုက်တဲ့အလုပ်လက်ခံရစဉ်ကအတွေ့အကြုံကိုလည်းတူမအမှန်ရမိခဲ့တယ်လေရင်ငယ်လေးပေါ်ကနေတောင်ထက်တွေကြားမှာတုံးလို့စွာဖြတ်တက်ရတဲ့အခါအသက်ရှင်လျက်ပြန်ထွက်နိုင်မလားလို့စိုးရိမ်ထင်လန့်ခဲ့ရတဲ့အချိန်ရှိတယ်။အဲ့ဒီအချိန်မှာပဲကိုယ့်အလုပ်ကိုပြီးအောင်လုပ်ကိုတတိပေးလိုက်ပြီးအလုပ်ထဲမှာလုံးဝအာယုံနှိမ့်မြုပ်လိုက်တဲ့အခါကြောက်စိတ်ကပဲပြောက်သွားမှမတီးလိုက်ရတော့ပါဘူး။နောက်တစ်ခါမြေထဲပင်လယ်မှာစစ်တင်းထောက်အဖြစ်ရောက်နေစဉ်တင်မောတော်ပီတိုမှန်တာကြုံရပါတယ်။အခန်းထဲမှာအိပ်ပျော်နေရင်ကတင်မောတစ်စီးလုံးတုန်ခါသွားပြီးတိမ်ဆောက်သွားတဲ့အခါကျမ်းမြေပေါ်တို့ပြုတ်ကျသွားခဲ့တယ်။အဝတ်တွေကောက်ယူပြီးဒူးတွေတဆက်ဆက်တုံနေခဲ့ပေမဲ့ကြောက်တဲ့အရာကိုစေးစေးကြည့်ပြီးတော့တခုခုလို့ဆိုတဲ့သူ့ရဲ့မိခင်စကားကိုတတိယခဲ့တယ်။သူမဟာကင်မရာအသေးလေးနဲ့ဖလင်လိပ်ပါတဲ့တရေအိတ်ကိုဆွဲပြီးအပြင်ကိုထွက်လာခဲ့တယ်။အတက်ကယ်လေးထဲမှာရေတွေတဝက်လောက်လဲဝင်နေတယ်။တချို့လေတွေကမောက်နေတယ်။လူတွေကရေထဲရောက်ကုန်ပြီးကြောက်တဲ့အရာတွေကိုနဲ့ဂျားကနေအနီးနားကတူနာပြူဆရာမတဦးကိုကယ်တင်ပေးလိုက်ခဲ့တယ်။ထို့နောက်လူတွေကြောက်စိတ်ပြေအောင်လို့လေထဲကရေကိုတန်ခမောင်းနဲ့ခတ်ထုတ်ကြရအောင်လို့ပြောပြီးလူတွေကိုအာယုံပြောင်းပေးခဲ့တယ်။လူတိုင်းအလုပ်များကြတဲ့အခါကြောက်စိတ်ကိုမေ့ထားနိုင်ခဲ့ပြီးအသက်ဘေးအန္တရာယ်အကြီးဆုံးကြုံတွေ့ခဲ့ရတဲ့နိုင်20အတွင်းမှာမိခင်ရဲ့စကားကတူမကိုထိထိရောက်ရောက်အထောက်အကူပေးခဲ့တယ်။မာဂရက်ဘတ်စဝိုက်ဖို့တောထဲမှာတကူတဲ့ညအိပ်ရခြင်းဆိုတာတူမရဲ့နှလုံးသားကိုအားဖြင့်မြင့်တင်ပေးတဲ့အလွန်လှပကြည်နူးဖွယ်အတွေ့အကြုံတစ်ခုသာဖြစ်ခဲ့တယ်။တူမအိမ်အနီးတောင်ကုန်းဆောင်ကတောထဲမှာအိပ်ရန်နေရပြင်ဆင်ပြီးအိတ်ခါနီမောကြည့်လိုက်ရင်ဝက်တစ်ချပင်ကြီးတွေရဲ့ထိပ်ပိုင်းတွင်ဝန်းရံပေါင်ခန့်ထားတဲ့မိုးကောင်းကင်တစ်ခုကိုမြင်ခဲ့ရတယ်။ညဘက်မှာခဏနိုးတက်ပြီးကောင်းကင်ကရှုခင်းတွေကပြောင်းလဲသွားတာကျဲတွေနေရာရွှေ့သွားတာလထွက်လာတာနင်းတွေလွှမ်းခြုံနေတာကိုမြင်ရတာကိုတူမကနှစ်တက်ခဲ့တယ်။နနက်4 နာရီလောက်ရောက်တော့ကြောင်ကလေးကသူ့အလုပ်ကိုပြီးစီးပြီးဖြစ်လို့အိယာပေါ်ခုန်တက်လာပြီးနိုင်ဝက်လောက်တူမနဲ့အတူဆက်အိတ်ခဲ့ပါတယ်။အဲဒီမှာနနက်အာယုံတက်ချိန်ရှုခင်းကိုကြည့်ရင်ကော်ဖီတစ်ခွက်ကိုအရာတာခံတောက်တက်ပါတယ်။တူမကြီးတက်တာဆိုရင်ဒီလောက်လာပါတဲ့အာယုံမျိုးကိုခန်းစားဖို့မှမဟုတ်ပဲတူမရဲ့
မိခင်ဖြစ်တဲ့စုံမဩဝါဒရဲ့လေးကျစ်တင်ကြမှုတွေကြောက်တာကြောက်စိတ်ကင်းစင်တဲ့ဒီလိုကြည်ညိုနှစ်ချိုက်ပွဲအတွေ့အကြုံမျိုးကိုရရှိခဲ့တယ်လို့သူမရေးသားခဲ့ဖူးပါတယ်။ဒါကြောင့်မို့မာဂရက်ဘတ်ဆွာရဲ့ဇက်လန်ကဖေမြင့်ရဲ့မဖြစ်နိုင်ဘူးဆိုတာတေချပြီလားဆိုတဲ့စာအုပ်ရဲ့အနှစ်သာရကိုပြက်ပြက်သားသားဖော်ပြပေးနေခဲ့တယ်။ကျမတို့ရဲ့ဘဝမှာလည်းဒီလိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခြေအနေတွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့မာဂရက်ဘတ်ဆွာရဲ့ဘဝကိုသင်ခန်းစာယူပြီးကိုယ့်ရဲ့ကြောက်စိတ်တွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ကကိုယ့်အလုပ်ပေါ်အာရုံစိုက်ပြီးစူးစမ်းသွားမယ်ဆိုရင်အောင်မြင်မှုဆိုတာကျမတို့လက်တကယ်မှပဲရှိနေတယ်ဆိုတာဒီပေါ့ကတ်ကနေတစ်ဆင့်တင်ပြလိုက်ရပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်အပတ်မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများနဲ့အတူပြန်လာခဲ့ပါမယ်။